ဂျာမနီရဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်အာဝင်ရှွမ်မဲရဲ့အကြောင်းကိုနှိုင်းယှဉ်ကြည့်အောင်ရှွမ်မဲဟာအာဖရိကစစ်မျက်နှာမှာစစ်ဗျူဟာပါနက်လွန်းလို့ရန်သူဖြစ်တဲ့ဗြိတိရှစစ်တပ်ကတောင်တဲကန်ဒါရရဲ့မြေခွေးလို့တလေးတစားတတ်မှတ်ခဲ့ရသူပါဒါပေမဲ့သူ့ရဲ့တရှိန်တုံးတက်လာတဲ့နာမည်ကြီးမှုနဲ့ဂုဏ်သိက္ခာဟာနာစီခေါင်းဆောင်ပိုင်းအတွက်စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်စစ်ပွဲနှောင်းပိုင်းမှာရှွမ်မဲကိုဟစ်တလာကိုလောက်ကျန်ဖို့ကြံစည်မှုမှာပါဝင်တယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲခြင်းခံခဲ့ရပါတယ်ရှွမ်မဲဟာအပြစ်မရှိပေမဲ့ပြည်သူရှေ့မှာတရားစီရင်ခံရရင်သူ့ရဲ့ဂုဏ်သိက္ခာနဲ့မိသားစုသိက္ခာပျက်စီးသွားနိုင်တာကိုတူတိခဲ့ပါတယ်ဒါကြောင့်သူဟာတရားရင်ဆိုင်တာထက်ကိုအစိတ်တောက်တေဆုံးတဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်ရှွမ်မဲအတွက်တော့သူ့ရဲ့အတက်ထက်ဂုဏ်သိက္ခာကပိုပြီးတန်ဖိုးရှိခဲ့လို့ပါပဲဒီအကြောင်းအရာကနေကျွန်တော်တို့ရယူနိုင်တဲ့တင်ကန်းစာကတော့စစ်ပွဲမှာဖြစ်ဖြစ်ဘဝမှာဖြစ်ဖြစ်ဂုဏ်သိက္ခာကိုအရင်ပြုလိုက်ရရင်ရလက်ကအလွန်ဆိုးဝါးတတ်တာပါပဲရှန်သူကကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတိုက်ခိုက်လာရင်ဘာမှမတိကျိုးနှံပြုလို့မရပါဘူးအတေအဖွဲကိစ္စလေးတွေကစလို့ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်မားအောင်တတိရှိရှိနဲ့တဖြည်းဖြည်းတိဆောက်သွားရမှာဖြစ်ပါတယ်ဂုဏ်သိက္ခာဆိုတာစောင့်ရှောက်နိုင်ရင်ကိုအကာအကွယ်ပေးမဲ့ဒိုင်းလွာဖြစ်ပြီးမစောင့်ရှောက်နိုင်ရင်တော့အရာကိုပျက်စီးစေမဲ့အရာဖြစ်ပါတယ်ဒါကြောင့်အောင်မြင်မှုလမ်းကြောင်းပေါ်မှာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုစောင့်ကြပ်ကာကွယ်ရင်းရှေ့ဆက်ကြပါလို့တိုက်တွန်းချင်ပါတယ်စံတဲ့တင်ငါးစာကောင်းတွေကိုဆက်လက်ကြည့်ရှုဖို့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးအားလုံးပဲဂုဏ်သိက္ခာရှိတဲ့အောင်မြင်သူတွေဖြစ်ကြပါစေခင်ဗျာ